လာဘောသွားတဲ့အာကာသယာဉ်ကတော့ခရီးဆက်နေပါတယ်နော်လာနန်းကိုရောက်ခံတော်တော်လေးနီးပါပြီတဲ့နော်သတင်းတွေကထွက်ပေါ်လာတယ်အဲ့တော့ဒါသူတို့ရဲ့အာကာသယာဉ်ပေါ့ဒါသူတို့တကယ်အာကာသယာဉ်ဘာလို့ဒါဒီကောင်ကအောက်ပိုင်းရတာလောင်စာနဲ့ဟိုဟိုမှာမြပြထားတာသူတို့ compartment အဲ့သူတို့၄ယောက်နေဖို့နော်အောက်ကတော့လောင်စာဟိုအာကာသရဲ့အထိရောက်အောင်ပို့ပေးမယ်ဒါသူတို့ရဲ့ဟိုမှာအဲ့မှာဆိုလာနော်ဆိုလာဗျာအကြီးတွေရှိတယ်အဲ့ရနေပြီးတော့အင်ဂျင်ကိုအဲ့ရနေမီးယူတာပေါ့နော်အင်ဂျင်30အလုံး30ကျော်ပါတယ်တဲ့နော်အဲ့မှာရေအလုံးလောက်ပါတယ်နော်နိုက်ထရိုဂျင်ပါတယ်အောက်ဆီဂျင်ပါတယ်နော်အဲ့တော့အဲ့ဒီတိုင်းပြန်တန်းတာပေါ့လာရှိကိုနော်လာကိုလာဖို့တော့ဒီတစ်ခေါက်မစင်းဘူးနောက်တစ်ခေါက်မှစင်းမယ်လို့လည်းပြောတယ်အဲ့တော့ဒါသူတို့ရဲ့ရင်းကြီးပေါ့ခောက်လို့လည်းရတယ်ဆိုလာညဘက်ဆိုခောက်ထားပေါ့ဒါသူတို့လမ်းကြောင်းပေါ့လာကိုသွားပြီးတော့အဲ့လိုပတ်ပြီးတော့ကဘာကိုပြန်လာမှာပေါ့နော်နော်အဲ့တော့နောက်တစ်ခေါက်ကြာမှသွားမယ်လို့တော့ပြောတယ်အချက်လက်တွေယူလာပြီးတော့ဒါသူတို့ဘလို့စားလဲတောက်လဲဆိုတာအဲ့မှာအိတ်ကလေးတွေနဲ့အရေးတွေအဖတ်တွေအနှစ်တွေအဲ့မှာထည့်ထားပြီးသားနော်ပါဇက်နဲ့တိပြီးတော့ဆုပ်လိုက်ရုံတချို့ချောင်းနေတဲ့ဟာတွေရာတဲ့တချို့ dry လုပ်ထားပေါ့နော်အဲ့တော့rehydrate ပြန်လို့ rehydrate ဆိုပြန်လဲစူပြအောင်ရေနဲ့နဲ့ထည့်လိုက်ရမှာပေါ့နော်ပြန်စူပြပြီးတော့စားလို့ရတဲ့အနေထားရောက်သွားတချို့က rehydrate ပြန်လုပ်ရတယ်သူတို့ရှင်းပြတယ်ပေါ့နော်အဲ့တော့တော်တော်များများတော့အဲ့လို packing နဲ့သွားတယ်အစားတောက်နဲ့ပတ်သက်လို့နော်ဒါမနက်စာညသူတို့10ရက်စာပေါ့သူတို့4ရက်အတွက်10ရက်စာအဲ့တော့အထုပ်တွေအများကြီးပဲအဲ့မှာသူတို့ vegetable ဘာညာအကုန်အားလုံးပါတယ်တဲ့ပြောနေ cheese တွေလည်းပါတယ်အဲ့ဒီမှာရေလေးတစ်စက်ညောနေတာကိုပြတယ်အဲ့မှာ gravity ဆွဲငင်မရှိတော့အဲ့မှာရေလေးတစ်စက်ကလည်းတွေ့လားမှာရေလေးတစ်စက်ရေလေးကမှာရေလေးတစ်စက်ကလွယ်မျောနေတယ်နော်အဲ့ဒါလေးကိုပြတယ်အာကာသယာဉ်ထဲမှာပေါ့နော်ဒီမှာရေလေးကိုလက်နဲ့ထိလဲတော့မှာရေလေးကနော်လက်ပေါ်မှာဆိုတော့နော်အောင်မြင်ပါတယ်တဲ့သူတို့ကတော့ပြောနေတယ်